လိုက်တာကွာတူလူခေါ်ပါ ခမရလေလမ်းဆရာကြီးကကြံဖန်လက်နေတယ်ညင်ကလည်းတော်တော်နဲ့လာပြီอ่ะနော်ကျုပ်တွေ့ကြုံရပြောရမယ်ဆိုရင်ကျုပ်တို့သားဖရဲ့အစွမ်းကိုလန့်ပြီးတော့တရေကမလာရဲတော့ဘူးထင်တယ်ဗျာသိလားအဲ့တော့ကျုပ်တို့ပြန်အောင်ပြန်အောင် ဘယ်နဲ့ပြန်ပါတော့ကွာမဒီတည်းကိုနှိမ်နေတယ်ငါတို့ရအေးချမ်းပါလေကွာမင်းကလည်းသူလာတဲ့ထီတော့ငါတို့စောင့်ရမှာပဲ ဟောအဲ့ဆိုဒီလိုလုပ်ပါလားခင်ဗျားတို့စောင့်နေကြကျုပ်တို့သားဖပြန်အိတ်လိုက်အောင်ဒီမှာခေါ်လိုက် ဟောမင်းတို့ပြန်အိတ်တော့ဘလူကဖမ်းမှာတော့ကွာမင်းသားစွန်းနေဆိုတော့ငါတို့ကယုံကြည်နေတာမင်းကဘလူကြောက်တာ မကြောက်ပါဘူးဘာလို့ကြောက်မှာလဲ မကြောက်ဖမ်းလေ ရွာသူရွာသားတွေကြောက်နေပါဆိုလို့ပြောတာဟိုခင်ဗျားတို့ကကျုပ်သားအစွမ်းကိုတော်တော်ကြည့်ချင်နေလား ကြည့်နေတာပေါ့ကွာ ကောင်းပြီလေခင်ဗျားတို့အကုန်လုံးအဲ့စီဝိုင်းနဲ့ဝင်နေလားအဲ့စီဝိုင်းနဲ့ဝင်နေလားလာ စီဝိုင်းနဲ့ဝင်နေ ဝင်လိုက်နော်အဲ့တရေလာတာနဲ့လုံးဝပျောက်သွားစေရမှာဗျာအပျောက်ဖြောက်လိုက်မှာလုံးဝပျောက်သွားစေရမယ်ဟေးဟေးဟာလေဟေးဟိုမှာဘာလဲလို့နောက်မှာပါကြီးလေဟေးလာပြီဟာတွေ့ပြီစီရနဲ့တွေ့ပြီတို့သားဘာနဲ့တွေ့ပြီနော်ဟေးရနေတာမပျောက်သွားတဲ့ပျောက်စားပျောက်လို့ဘာလို့ရှေ့တိုးလာတာလဲနော်ပျောက်လေပျောက်လို့ပျောက်သွားပြီမလားပျောက်သွားပြီဘာလို့မရှိတော့အော်တော့တရေမပြောမသူကပျောက်သွားတော့တားလေတားလေလည်းမရှိတော့ဟာမလာနဲ့လေဟေးမလာဟေးမလာနဲ့လို့ဒီကောင်မလာနဲ့တော့နင်းတော့အဲ့တော့ဟေးမလာနဲ့မလာနဲ့လို့မလာနဲ့မလာလို့မရဘူးမလာနဲ့လို့မလာနဲ့လို့နားလို့မရဘူးတွေ့လားမင်းနားလို့မရဘူးတွေ့လားမလာနဲ့ကဲဒီမှာတော့နိုင်နေလေဟမ်မိကူဘာနိုင်နေလဲမိဝေလို့မရတော့ဘူးမလားကောင်းတယ်မှတ်လားငါလည်းထောက်လို့မရတော့ကဲကြပါဦးဗျာကဲကြပါဦးဗျာထောက်လို့မရတော့